ကဲဒုတိရှင်မိတ်ဆွေညီကိုမောင်နှမတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုခန့်ကိုအားပေးနေကြတဲ့ဦးလေးရတော့ကိုအမတယောက်ချင်းစီတိုင်းစိတ်ချမ်းသာလို့ကိုကျမ်းမာလေးလေးရှိကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာလေးပို့တာပေးလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုထဲမှာဒီကနေ့အင်္ဂါတရက်စာအတွက်ရှင်းနေကြော်မှန်ထားတဲ့ formula 3 လုံးခီးတစ်စုံနဲ့ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့လုံးပိုင်ပတ်တိလေးနှလုံးကိုပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။တကယ်ဆိုရင်တော့ဒီမူလေးကိုပြီးခဲ့တဲ့တစ်ပတ်တုန်းကနေကျွန်တော်ပြောပြပြီးခဲ့တယ်လို့တုံးလဲတုံးဖြစ်ခဲ့တယ်နော်။အစင်လေးပြီးခဲ့တယ်ပေါ့လေ။အဲ့တော့ formula တွေကိုလိုက်ပြီးတော့မှတ်ထားတတ်တဲ့ပုံမှန်တွေကတော့ဒီကောင်လေးကိုသိတော့သိမယ်ထင်ပါတယ်။မနေ့ကတနေ့လာညနေမှာတုံညရေလို့တုံညထင်တုံညနောက်ပိတ်နဲ့တုံညပရိလို့ထည့်ပါတယ်။တနေ့လာနေညနေမှာတုံညတစ်လုံးဟာထိတ်စီးကနေကြာလာပြီဆိုတဲ့အခါတိုင်းနောက်တစ်ရက်အင်္ဂါမှာနှစ်ခုံကိုတုံလုံးကြည့်တဲ့ကနဒီကတောက်ချောက်လိုက်ပြီးတော့ခတ်ပါတယ်။2018လောက်ထိပြန်ပြီးတော့စစ်ထားတာတော့မှပြက်ပင်တစ်ချက်တက်ပို့ပြီးတော့မတွေ့ရဘူးပေါ့လေနော်။ကလနာရှိတယ်ဆိုရင်ကျွန်တော်ပြောသလို2018လောက်ကစပြီးတော့ပြန်စစ်ကြည့်ပါ။ပြက်ပင်တစ်ချက်တက်ပို့ပြီးတော့တွေ့ရမှာမဟုတ်ဘူးဆိုတာတွေကိုကျွန်တော်အာမခံမိပါတယ်။ဒီကလနာကြပြီးဒီကလနာစီးကြောအရဆိုရင်တော့အင်္ဂါနေ့မှာနှလုံးကတော့တေးကြပါတယ်။ဘယ်နဲ့လာညနေလာတော့ဒီကြကျွန်တော်တို့ခံမှန်းလို့မရဘူးပေါ့လေနော်။တော့ကိုမှရှိတဲ့ဝန်ရှင်တွေနဲ့ကပ်ပြီးတော့ကစားဖို့ကျွန်တော်အကြံလေးပေးခြင်းနဲ့တစ်ချက်ရှိတာက formula တွေဘယ်လောက်ပဲကောင်းပါလေပြောဘယ်လောက်ပဲခိုင်ပါလေပြောအလောင်းစားဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ကံပေါ်ကိုလေးမူတည်သေးတယ်ကံမကောင်းရင်ဘယ်လောက်ကောင်းကောင်းဖြစ်တာပါပဲเนาะအဲ့တော့တတိလေးထားပြီးတော့ရှင်းရှင်းကစားဖို့ကိုလည်းတခါတည်းတွေးပြီးတော့တတိလေးကျွန်တော်ပြီးခဲ့ခြင်းပါတယ်အဲ့တော့ဒုတိယကလနာတွေကိုတနေရာထဲမှာအစုံအလင်ကြည့်ခြင်းပါတယ်ဆိုရဲအကိုမတွေအတွက်ကျွန်တော် comment ထဲမှာViber Telegram Channel လင်းလေးနှစ်ခုကိုရှာထားပေးခဲ့တယ်။အဲ့ဒီကနေဒီစိန်ကိုအစီပေးတဲ့တကူကိုရွေးပြီးတော့ဝင်ကြည့်လိုက်ကြမယ်နော်။အင်္ဂါနေ့တော့ကျွန်တော်တေချာလေးပြန်ပြီးတော့စီစစ်ထားသလောက်ဆိုရင်အင်္ဂါမနေ့ည2ချိန်လေးမှာခွန်တလုံးပိုင်ဆင်ဖို့တော်တော်ကိုအားကောင်းတယ်။ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်းကျွန်တော်တို့ခွန်ကိုပဲသုံးခဲ့တယ်။ခွန်တလုံးပိုင်ဆင်လာဖို့တော်တော်ကိုအားကောင်းပါတယ်။ခွန်9တို့ခွန်8တို့ကိုအဒီက main တင်ခွန်အနေနဲ့သုံးလို့ရတယ်။ဒုတိယဦးစားပေးနေတယ်ဆိုရင်တော့ကျွန်တော်တို့နှစ်တလုံးပေါ့လေနော်နှစ်တလုံးစဉ်းလာဖို့ကလည်းလမ်းကြောင်းလေးတွေကောင်းတယ်ဒါပေမဲ့ခွန်လောက်အားမကောင်းတဲ့အတွက်ဒုတိယဦးစားပေးလို့ဖြစ်သွားတယ်ကျွန်တော်တို့နှစ်9တို့နှစ်3တို့ကိုအဓိကမိတ်တင်ပြီးတော့တွားလို့ရပါတယ်ဒါဆိုရင်အင်္ဂါနေ့မှာနှစ်ခွန်ကိုတလုံးထိလိမ့်မယ်နော်ခွန်လုံးအဓိကမိတ်ကိုင်းမယ်နှစ်တလုံးဒုတိယဦးစားပေးသွားမယ်ခွန်9ခွန်8နှစ်9နှစ်3ဒါလေးတွေကိုမိတ်တင်ပြီးတော့ကစားမယ်အဲ့ဒါလောက်ပါပဲကျွန်တော်ဒီမှာထိုးပေးထားတဲ့ဖုန်းနံပါတ်လေးကိုViber Telegram ကိုအစီအပေးတဲ့တခုကဆက်သွယ်ပြီးတော့လေကျွန်တော် QS မှာမနေ့ညတူတီလာရောက်ကန်ဆယ်လို့ရပါတယ်เนาะကျွန်တော်ဖိတ်ခေါ်တယ်နောက်ထပ်ဗီဒီယိုလေးမှာထပ်မံပြီးတော့ဆုံနေမယ်အားလုံးပဲစိတ်ချမ်းသာလို့ကိုကျမ်းမာလေးလေးရှိကြပါစေလို့ဆုမွန်ကောင်းလေးကိုထပ်မံတောင်းဆိုပေးခဲ့ရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်ပါတော့မယ်